လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအာဖရိကတိုက်ကင်မရွန်နိုင်ငံကပူပြင်းလာတဲ့သဲမိုင်းတွင်တစ်ခုအသက်10နှစ်အရွယ်ကလေးငယ်တယောက်ကနေပူရှိန်အောက်မှာအသက်ရှူကခလောက်တဲ့ဖုံဖုံတွေကိုအန်တုံရင်းနဲ့လေးလံလုံးနဲ့ခေါ်ပြားကြီးနဲ့သဲတွေကိုတနေ့ပတ်လုံးခတ်ထည့်နေရပါတယ်။သူကပညာသင်ခွင့်မရခဲ့သလိုဝိုင်းရဲ့အတွက်တင်ဘဝကိုယုံနေရတဲ့မိဘမဲ့ကလေးတူပါ။သူ့ရဲ့နာမည်က Francis Ngannouစင်ရမွေးကျင်မှုတွေနဲ့အနာဂတ်မဲ့နေတဲ့အဲ့ဒီငရဲခန်းတွေကနေယုံထွက်ဖို့သူ့မှာလက်သီးနှစ်ဖက်ကလွဲလို့ဘာမှမရှိပါဘူး။သူကအသက်26နှစ်အရွယ်မှာ professional လုပ်ဝေသမားတစ်ယောက်ဖြစ်ချင်တဲ့အိမ်မက်တစ်ခုတည်းနဲ့ဥရောပကိုဦးတည်ပြီးတော့စွန့်စားခန်းဖွင့်ဖို့အတွက်ဆုံးဖြတ်ခဲ့ပါတယ်။အင်ဂန်နူရဲ့ဥရောပခီးစဉ်ဟာ documentary ရုပ်ရှင်တွေထက်တာမှပို့ပြီးတော့ကြောက်မက်ဖွယ်ကောင်းပါတယ်။သူကဆာဟာရခန်းရကြီးကိုရတပတ်ပေါင်းများစွာခြေချင်းဖြတ်တန်းခဲ့ရပြီးရေတက်ခန်းချမှုကြောင့်သေလူနေပါကြုံခဲ့ရပါတယ်။မော်ရိုကိုနိုင်ငံကနေစပိန်နိုင်ငံထဲကိုဝင်ဖို့အတွက်စူဂျိုတိုင်းရန်ထားတဲ့နေဆက်တွေကိုအကြိမ်ကြိမ်ခုံကျိုးဖို့ကြိုးစားခဲ့ရပြီးတော့အသားတွေစုပ်ပြဲကရဲတွေရဲ့ရိုက်နှက်ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။ပင်လယ်ပြင်ကိုပလတ်စတစ်လှေငယ်လေးနဲ့စွန့်စွန့်စားစားဖြတ်တန်းပြီးတဲ့နောက်ပြင်သစ်နိုင်ငံပါရီမြို့ကိုရောက်ရှိတဲ့အချိန်မှာတော့သူ့မှာပတ်စံတစ်ပြားမှမရှိဘဲလမ်းဘေးမှာအိတ်ခရတဲ့အိုးမဲ့အိမ်မက်ဘွားကိုရောက်ရှိသွားခဲ့ပါတယ်။ဒါပေမဲ့ကန်စမာကသူ့ကိုမျက်နှာသာပေးခဲ့ပါတယ်။အမေမေကလပ်တစ်ခုကသူ့ရဲ့ထွားကျိုင်းတဲ့ခန္ဓာကိုယ်နဲ့မယုံနိုင်စရာလက်သီးအားကိုသတိပြုမိသွားပြီးတော့အခမဲ့လေ့ကျင့်ပေးခဲ့ရာကနေသူ့ရဲ့ UFC မော်ကွန်ဟာစတင်ခဲ့ပါတော့တယ်။ UFC တဲ့ကိုရောက်လာတဲ့အခါအင်ဂန်နူကလူသားတယောက်လိုမထင်ရလောက်အောင်ပြင်းထန်လွန်းတဲ့တိုက်ခိုက်မှုတွေကြောင့်တက်ပရီတကြတားရဲကောင်လို့အမည်တွင်ခဲ့ပါတယ်။သူ့ရဲ့လက်သီးတစ်ချက်ဟာတာမန်မိသားစုကားငယ်တစ်စီးတိုက်မိတဲ့အရှိန်အဟုန်ထက်ပိုပြီးတော့ပြင်းထန်နေဆိုပြီးတော့သိပ္ပံနည်းကျတိုင်းထားချက်တွေအရသတ်မှတ်ခံခဲ့ရပါတယ်။သူကပြိုင်ဘက်တွေကိုစက္ကန့်ပိုင်းအတွင်းအိပ်ပျော်သွားစေမဲ့အလဲထုတ်ချက်တွေနဲ့အတူ UFC Heavyweight ကမ္ဘာချန်ပီယံခပတ်ကြီးကိုသိမ်းပိုက်နိုင်ခဲ့ပြီးကမ္ဘာအကျန်းဆုံးလူသားအဖြစ်တရဖို့စောင်းနိုင်ခဲ့ပါတယ်။သူက UFC နဲ့စာချုပ်ကိစ္စအစမပြေပဲလမ်းခွဲခဲ့ပြီးတဲ့နောက်ဘောက်ဆန်လောကတွေကိုဝင်ရောက်ကကမ္ဘာချန်ပီယံTyson Furyကိုပါကျမ်းမြင့်မော်လဲကျအောင်ထိုးတက်နိုင်ခဲ့တဲ့အထိအိမ်မက်တွေကိုလက်တွေ့အကောင့်ထဲပေါ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့2024ခုနှစ်မှာတော့ဘဝရဲ့အမြင့်ဆုံးကိုရောက်နေတဲ့အင်ဂန်နူဟာဘယ်ပြိုင်ဘက်ကမှမပေးနိုင်တဲ့အသေးကွဲစရာဒဏ်ရာကြီးတစ်ခုနဲ့ရင်ဆိုင်ခဲ့ရပါတယ်။အသက်15လအရွယ်သားရှိသေးတဲ့သူ့ရဲ့သားငယ်လေးကိုဘီဟာရုတ်တရက်ကွယ်လွန်သွားခဲ့တာကြောင့်ပါကမ္ဘာကျန်းဆုံးလူသားကြီးဟာသားငယ်လေးရဲ့ရုပ်အလောင်းရွှေမှာကလေးငယ်တယောက်လိုရှိုက်ကြီးတငယ်ငိုကြွေးခဲ့ရပါတယ်။ Francis Ngannouရဲ့ဘဝဆက်ကြောင်းကစင်ရမွေးကြည့်မှုကိုအနိုင်ယူခဲ့တဲ့တရေကောင်တယောက်ရဲ့ဇာတ်လမ်းဖြစ်တယ်လို့ဘဝကဘလောက်ပဲရိုက်ချိုးပါစေလက်သိန်းတစ်ဖက်ကိုကြစ်ကြစ်ပအောင်ဆုပ်ပြီးရှေ့ဆက်တိုးရမယ့်လူသားတယောက်ရဲ့မပြိုလေးသောစိတ်တဲ့အကြောင်းပဲဖြစ်ပါတော့တယ်ရှင်။